Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီရဲ့ PowerPoint ကနေညံစမ်းတွေပြုလုပ်တဲ့အချိန်မှာ trigger ရဲ့ sound animation ရဲ့ဘယ်လိုအသုံးပြရမလဲဆိုတာကိုကျွန်တော်ဒီ video ကနေနည်းနည်း sharing လုပ်ပေးမှာပေါ့နော်အဲ့ဆိုရင်စကြရအောင်ခုနလိုမျိုးပေါ့နော်မှန်ရင်မှန်တဲ့လက္ခဏာကိုပြပြီးတော့အတန်ပါပေးတဲ့ဟာကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုကြည့်ရအောင်ပထမဆုံးအနေနဲ့ slide မှာလိုအပ်တဲ့ shape တွေ text တွေအစုံလင်ထည့်ထားမှာပေါ့နော်ဒုတိယတစ်ခုအနေနဲ့ shape တစ်ခုကိုကျွန်တော်က select မှတ်ပြီးတော့ shape format မှာ selection pane ကိုကျွန်တော်ရွေးပြီးတော့နာမည်တွေအားလုံးကိုကျွန်တော်ကပြောင်းလိုက်ရတာပေါ့နော် Pacific ဆို Pacific India ဆို India အခုကျွန်တော်ကမားတဲ့လက္ခဏာကို animation ပေးရတော့မှာပေါ့နော်အဲ့ဒါဆိုရင်သူ့ကို select မှတ်ထားမယ်ပြီးတော့ animation မှာရှိတဲ့အဖြစ်အပျက်ကိုဖွင့်လိုက်မယ်သူ့ကို animation ကိုပေးလိုက်တာပေါ့နော်အဲ့မှာ animation ကအလုပ်လုပ်ပြီအဲ့ဒီနေရာမှာဆိုရင်ကျွန်တော်ကအိန္ဒိယကိုခလုံးနှိပ်ပြီးမှမာတဲ့လက္ခဏာကိုပေါ်ခိုင်းခြင်းတယ်အဲ့ဒါကိုကျွန်တော်က trigger ကိုတွားမယ် ungly off မှာရှိတဲ့အိန္ဒိယကိုကျွန်တော်က select ပေးတယ်ပေါ့နော်အဲ့ဒါဆိုရင်ရပြီဒီမှာကျွန်တော် trigger တော့ပေးပြီးပြီပေါ့နော်ကျွန်တော်အတန်ထည့်ခြင်းတယ်အဲ့ဒါကိုကျွန်တော်က animation pane ကိုတွားမယ် trigger India အောက်မှာရှိတာကိုကျွန်တော်က right click ထောက်မယ် effect option ကိုရွေးလိုက်မယ် sound ဆိုတဲ့ဟာကိုကျွန်တော် incorrect ဆိုတဲ့အတန်ကိုရွေးလိုက်မယ်အမှ okay အဲ့ဒါဆိုရင်အတန်ကရပြီပေါ့နော်ခုနလောက်ပြတယ်လို့မျိုးပဲကျွန်တော်က Pacific ကို trigger ပေးပြီး slide show မှာသွားကြည့်အောင်ဟုတ်ကဲ့အားလုံးအဆင်ပြေမယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော် thank you